sorry နော်ပစ္စည်းတွေကုန် sorry နော် RPG ဆန္ဒတယောက်လိုတဲ့ဟာပြပြပေးပဲခဏနေကြားလို့ရှိရင်ကျွန်တော်တို့နားမှာဟောလောက်ပြီနော်လာယူပေးနော်ဆန္ဒတယောက်လာဆော်တဲ့တယောက်နော်ဒါဟုတ်ပြီကျွန်တော်တို့ဒီနေ့ဒီမှာဦးဆောင်မဲ့စိတ်ချမှုမဲကုတ်ကဲ2ယောက်3ယောက်စကားပြောမယ်ဟုတ်ပြီနော်ဆိုတော့မပြောမှလဲဆိုတော့ကျွန်တော်တို့စစ်ကောင်စီဒီမှာလာပြီးတော့မှကျွန်တော်တို့ရွာမှာနေနေတာလောက်ရှိသွားပြီလားဒီနေ့ကြော်သွားပြီဒီနေ့ဒီချိန်ခါကျွန်တော်တို့ပြန်ယူရမယ့်ချိန်ခါဖြစ်တယ်ဟုတ်လားဟုတ်တယ်ရောတက်လောက်ပေးနေမလားနေဘူးအဲ့တော့ဒီနေ့ခင်ဗျားတို့ပေါ်မှာတာဝန်ကြလာတယ်ငါတို့မြေငါတို့ရွာငါတို့အိမ်တွေဘယ်သူရှိမှပြန်ယူဖို့တာဝန်ရှိလဲစိတ်ကောင်းရှိပါရှိပါငါတို့ရှိရပြန်ယူဖို့ငါတို့ကပြန်ယူရမှာမဟုတ်လားဟုတ်တယ်မတရားချူးတော်နေတဲ့သူတွေမတရားကျွန်တော်တို့ပြည်သူလူထုနိုင်ချင်းနေတဲ့လူတွေကျွန်တော်တို့ပြန်တိုက်ထုတ်ရမှာမလားဟုတ်တယ်ကျွန်တော်တို့တိုက်နေတာဘာအတွက်တိုက်လဲပြည်သူအတွက်တိုက်တယ်ဒီမိုကရေစီအတွက်တိုက်တယ်လူထုကြောင့်အတွက်တိုက်လားတပ်ဖွဲ့တစ်ခုအတွက်တိုက်လားမတိုက်ပါဘူးလူတစ်မျိုးအတွက်တိုက်လားမတိုက်ပါဘူးတနိုင်ငံလုံးလုံးမြောက်ရအောင်မလားဟုတ်တယ်ဒီနေ့ဒီမှာအရေးကြီးဆုံးတစ်ချက်ရှိတယ်ခင်ဗျားတို့ဒီမှာဘယ်စိတ်နဲ့တူကြအောင်ဒါပေမဲ့ငါတို့တူတာပါလဲဟုတ်တယ်ငါတို့ green ကလေးတွေဟုတ်လားမလားဟုတ်တယ်ခင်ဗျားတို့ဘယ်စိတ်တွေ KNDF ဖြစ်ဖြစ် PDF ဖြစ်ဖြစ် KA ဖြစ်ဖြစ်ခလာလာတာဖြစ်ဖြစ် green ကလေးတွေပဲမဟုတ်လားဟုတ်တယ်ကျွန်တော်တို့စီလုံးပုံမလို့လားလို့အဲ့ဒီတော့ကြောင့်မလို့စီလုံးလုံးနဲ့ကျွန်တော်တို့တစ်ဖြစ်မှာဝယ်ယူမယ်တက်မှုတွေကိုကျွန်တော်တို့မှာပြီးသားမလုပ်မယ်ဘယ်ချိန်မှာဘယ်လိုလုပ်မယ်တော့ဘယ်ချိန်မှာထိုင်မယ်ထားမယ်စားမယ်သွားမယ်လာမယ်အကုန်လုံးမှာပြီးသားဖြစ်တယ်အမိန့်နာခံဖို့လိုတယ်ခင်ဗျားတို့ဇာရှိတယ်မလားရှိပါဇာမရှိလို့ရှိရင်ကြိုက်ထားတဲ့တနက်တွေကျွန်တော်ချခင်းလို့ရအောင်ဇာရှိတယ်တက်တိရှိတယ်ကျွန်တော်တို့တက်တိရှိတာမိုက်ယူရဲဆန်နေတာမဟုတ်ဘူးပြည်သူလူထုသက်ဖြစ်တယ်ကျွန်တော်တို့ခေါင်းထဲမှာဇာရှိပြီးသားဒီအတွက်ကြောင့်မလို့ရခင်ကျွန်တော်တို့ကာကွယ်ပေးတယ်ပြည်သူလူထုရဲ့မြေတားနဲ့ကျွန်တော်တို့ကာကွယ်ပေးတယ်ကျွန်တော်တို့တိုက်တဲ့တိုက်ပွဲကအောင်ရမယ်အောင်ရမယ်ဗျဟုတ်ရစီတိုင်းစီလုံးမှုနဲ့ကျွန်တော်သွားမယ်ရတဲ့ပစ္စည်းတွေရတဲ့နေရာတွေကျွန်တော်တို့ဒီမှာပုတ်ကဲတွေတက်ခွဲမှာရှိတဲ့ခေါင်းဆောင်တွေအားလုံးတညီတညွတ်ဖဲနဲ့ကျွန်တော်တို့ရှိနေတယ်ခင်ဗျားတို့အောင်နိုင်အောင်တိုက်မယ်ရလက်တွေကျွန်တော်တို့ယူလာမယ်ကျွန်တော်တို့ပုံမယ်ကျွန်တော်တို့ညံ့ညံ့တတ်တတ်ပဲကျွန်တော်တို့ဒီမှာရှိတဲ့ clinic လေးတွေအားလုံးခွဲဝေတောင်းဆဲစားတော့မယ်ဟုတ်လားဟုတ်အဲ့တော့ခေါင်းထဲမှာငါ PDF ပါငါ KNDF ပါငါ KA ပါငါကလာတာပါခဏထောက်ထားမယ်ကျွန်တော်တို့အားလုံး clinic လေးဖြစ်တယ် clinic ပြည်ကနေစပြီးတတိုင်းကလုံးလုံးမြောက်ရဲ့အတွက်ငါတို့တိုက်ပွဲမယ်မဟုတ်လားဟုတ်